habit 6မျိုးကမိတ်ဆွေရဲ့ဘဝကိုတိုးတက်ပြောင်းလဲစေမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေရဲ့ဘဝကိုတိုးတက်ပြောင်းလဲစေနိုင်မဲ့ habit 6မျိုးကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်ဒီအချင်းလေးကတော့ကျွန်တော်အရင်ရိုးရှင်းပါတယ်လိုတိုင်းလဲလုပ်နိုင်တယ်ဒါပေမဲ့လိုတိုင်းလုပ်ဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ခက်ခဲတဲ့အရာဆိုပေမဲ့ကျွန်တော်တကယ်တော့လုံးဆောင်မယ်ဆိုရင်လုံးဝခက်ခဲတဲ့အရာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းလေးလာပြီးတော့ကျွန်တော်ကိုယ်တိုင်လုံးဆောင်နေတဲ့အရာဖြစ်ပါတယ် habit နံပါတ်1ကတော့ပါလဲဆိုတော့မနေ့တိုင်းတုံငယ်တဲ့အချိန်တစ်ခုမှကျွန်တော်တို့ထားရမှာဖြစ်ပါတယ်ဆိုကြပါစို့မဲစောက6နာရီခွဲထားတယ်ဆိုရင်တော့မဲစောရဲ့နိုးဆက်က6နာရီခွဲမိတာနဲ့တခါတည်းထားရမှာဖြစ်ပါတယ်နိုးဆက်က6နာရီခွဲထားတယ်ဒါပေမဲ့6နာရီခွဲမှာနိုးဆက်ကအတန်မီလာတဲ့ချိန်ကျရင်နောက်ထပ်9မိနစ်ဆိုတော့ကျွန်တော်ပြန်ပေးတယ်9မိနစ်ကနေနောက်ထပ်10မိနစ်ကနေနောက်ထပ်9ဝက်ဖြစ်သွားပါတယ်အဲ့တော့9ဝက်လောက်ဖြစ်သွားတဲ့ချိန်ကျကျွန်တော်တို့အလုပ်သွားမယ့်ချိန်လိုရမယ့်အရာတွေကကျွန်တော်တို့9ဝက်နောက်ကျသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လက်ထဲမှာ out of control ဖြစ်သွားပါတော့ကျွန်တော် control လုပ်မရတော့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ကမနေ့ထားတဲ့အရာကိုကျွန်တော်တို့လေ့ကျင့်ရမှာ train ရမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကဘာလဲဆိုတော့မနေ့ထားတာနဲ့ကျွန်တော်တို့ရဲ့ no စစ်နဲ့ကျွန်တော်တို့ကစစ်တိုက်နေရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီစစ်ကိုကျွန်တော်တို့နိုင်တယ်ဆိုမှပဲကျွန်တော်တို့ရဲ့တနည်းအားလုံးလို့ဆောင်တဲ့အရာမှာကျွန်တော်တို့အနိုင်ယူရမှာဖြစ်ပါတယ်မနေ့ထားမဲ့အချိန်ကတော့မိတ်ဆွေနေနဲ့ကြိုက်တဲ့အချက်ကိုရွေးပါဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံတနိုင်ငံနဲ့မတူကျွန်တော်တို့တယောက်နဲ့တယောက်နေရာချင်းကမတူတဲ့အတွက်ကြောင့်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီတတ်မှတ်ထားတဲ့အချိန်ကိုမနေ့တိုင်းတုံငယ်တဲ့အချိန်တစ်ခုမှကျွန်တော်တို့ထားရမှာဖြစ်ပါတယ်ဒါတော့နံပါတ်1အချင်းဖြစ်ပါတယ်နံပါတ်2အချင်း habit ကတော့ပါလဲဆိုတော့ကျွန်တော်တို့ထားတာနဲ့ချက်ချင်းပထမဆုံးတနာရီကိုဖုန်းလုံးဝမထိရဘူးလူတွေမနေ့ထားတဲ့ချိန်ကျရင်အများဆုံးဘာလို့ကြားလဲဆိုတော့ကျွန်တော်တို့version A နဲ့ version B ဆိုပြီးကျွန်တော်ခေါ်ရအောင်ပထမ version A ကတော့ဘာလဲဆိုတော့သူမနေ့ထားတာနဲ့ဖုန်းကောက်ခိုင်းလိုက်တယ်ပုတ်နဲ့အပေါ်ကိုဆွဲတင်လိုက်အောက်ကိုဆွဲချလိုက်တယ်Facebook ကြည့်လိုက်YouTube ကြည့်လိုက် TikTok ကြည့်လိုက်အားနဲ့ social ခိုင်းရမှာအဲ့လိုဖြစ်တဲ့ချိန်ကျရင်ဘာဖြစ်လာလဲဆိုတော့ social media ပေါ်မှာကျွန်တော်တို့မြင်နေရတဲ့သူများတွေရဲ့အမြင်သူများတွေရဲ့ဘဝတွေကိုကျွန်တော်တို့ကခံစားလာရတယ်အဲ့တော့ကျွန်တော်တို့အုံတော်ထဲမှာအဲ့ဒီအမိုက်တရက်တွေကဝင်လာတာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအချိန်ကသူများတွေရဲ့အယူအဆနဲ့ကျွန်တော်တို့ကမနေ့ကိုစနေရတာဖြစ်ပါတယ် version B ကတော့ဘာဖြစ်လဲဆိုတော့မနေ့ထားတယ်နဲ့မန်စီကိုသွားတယ်အဲ့တော့ကိုပြောတာပေါ့နော်အများကြီးပြောချင်ဘူးနံပါတ်3ချက်ကိုပြောမှာဖြစ်တယ်နံပါတ်1ကတော့ဒီနေ့ငါဟာတည်ငြိမ်ရမယ်နံပါတ်2ငါဒီနေ့တိုးတက်နေရမယ်နံပါတ်3ငါဒီနေ့ပူကောင်းလာရမယ်ဆိုတော့ဒီအရာတော့ခုကျွန်တော်အများအားပြောနေတယ်ဒါမှမဟုတ်စာနဲ့ရေးလိုက်ပဲဆိုတော့ကျွန်တော်ဒီမနေ့ကိုကျွန်တော်ပိုင်ဆိုင်သွားမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမ A ကနေပညာရဲ့အကျေးကျွန်ဖြစ်လာပြီးတော့ဒုတိယ version B ကတော့ဘာဖြစ်လဲဆိုတော့သူ့ဘဝကိုအိုးဆောင်နိုင်တဲ့အတူဖြစ်လာပါတယ်ဆိုတော့ဒီအချက်ကတာမန်လိုနဲ့အောင်မြင်တဲ့လို့ကိုချမ်းသာချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမတနာရီကိုလုံးဝဖုန်းမကင်ပါနဲ့ဖုန်းလုံးဝမထိပါနဲ့နောက်ထပ် habit 3ကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်လှုပ်ရှားပါဘောနော်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ရဲ့အုံနောက်ရဲ့လောင်စာစီနဲ့တူတယ်တဲ့ဓာတ်ဆီဆိုင်နဲ့တူတယ်တဲ့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ကျွန်တော်တို့ရဲ့အုံနောက်ကအမြဲတမ်းဆက်သွယ်ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကအားနေလာဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကပြင်းလာတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပြင်းဖန်လာတယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်က negative ပဲဘာလို့အဆိုးမြင်သွားတာလည်းဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ကလေ့ကျင့်ခန်းလို့ရမှာဖြစ်တယ်ကျွန်တော်ကိုယ်လက်လို့ရှာလို့တဲ့ချိန်မှာအချိန်တစ်နိုင်ဆိုတော့အဲ့လိုမလို့ပါဘူးဂျင်းနဲ့တွားစရာမလိုတော့ပါတွားနိုင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့မတွားနိုင်တဲ့လူတွေပါလဲဆိုတော့အနည်းဆုံး10မိနစ်ကနေ15မိနစ်ကျွန်တော်တို့ဒါဘယ်လိုလုပ်မလဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်မပြောပြတော့ပါဘူးအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေ့ကျင့်ခန်းလို့ကိုယ်လည်းလှုပ်ရှားလှုပ်ခါတယ်လှုပ်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့နှလုံးခုန်လုံးကအမြင်လာတယ်ကျွန်တော်တို့သွေးဆေးဆင်းမှုတွေကလည်းပိုကောင်းလာတယ်ကျွန်တော်တို့အုံနောက်ကလည်းထဲမြင့်လာတာဖြစ်ပါတယ်တဲ့ကျွန်တော်တို့အုံအဲ့လိုမျိုးခန္ဓာကိုယ်လှုပ်ရှားလိုက်တဲ့အချိန်ကျရင် exercise လုပ်တာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်ဘဝကို transformation လုပ်ပြတာဖြစ်ပါတယ်ဒီနေရာမှာတည်ထားရမယ့်အရာကပါလဲဆိုတော့ကျွန်တော်လှုပ်ရှားတဲ့ခန္ဓာကိုယ်ကတိုးတက်ပြောင်းလဲတဲ့ဘဝတစ်ခုကိုဖြစ်လာစေပါတယ်တဲ့ဆိုတော့ကျွန်တော်တို့ energy တစ်ခုကိုဖြစ်လာတဲ့အထီကိုကျွန်တော်တို့အဲ့ရပုံမှာမဆောင်ပဲနဲ့ energy ပြလာဖို့ကျွန်တော်လို့ဆောင်ရမှာဖြစ်ပါတယ်ကျွန်တော်အောင်မြင်တဲ့လူတွေသူတို့ရဲ့ motivation ရဖို့ကိုသူတို့ထ
ထိုင်ဆောင်မနေပဲနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားခြင်းအဖြစ်motivation ကိုရလာတာဖြစ်ပါတယ်တဲ့ဆိုတော့ကျွန်တော်တို့ကျန်းမာရေးကောင်းဖို့အတွက်ကျွန်တော်ခန္ဓာကိုယ်လှုပ်ရှားရမှာလေ့ကျင့်ခံလို့ရမှာဖြစ်ပါတယ်ဒါက habit 3ဖြစ်ပါတယ်ဆိုတော့ habit 4ကတော့ဘာဖြစ်လဲဆိုတော့တိတ်ဆိတ်စွာထိုင်ပါပေါ့နော်ကျွန်တော်တို့မနေ့ခါတယ်နိုးလာတယ်တစ်စီဖွင့်တယ်ပြီးတော့ကျွန်တော်ခန္ဓာကိုယ်လည်းလှုပ်ရှားလာတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်တကယ်နိုးထလာပြီလားပေါ့နော်တချို့လူတွေကြတော့သူတို့ရဲ့မနေ့ကဖြစ်ပျက်ခဲ့တဲ့အရာတွေမနေ့ကကြာဆုံးခဲ့တဲ့အရာတွေမနေ့ကပြိုလဲခဲ့တဲ့အရာမာယွန်းခဲ့တဲ့အရာတွေကိုသူတို့အဲ့ဒါတွေပဲသူတို့ရဲ့အုံနောက်ထဲမှာကြံရစ်တယ်ပေါ့နော်အမတ်သူတို့ရဲ့အဖြစ်ကြံရစ်ခဲ့တယ်သူတို့ကတရက်မဟုတ်နှစ်ရက်မဟုတ်နှစ်နဲ့ချီပြီးတော့သူတို့ရဲ့အုံနောက်ထဲမှာဒီအမတ်တွေကိုတဲဆောင်လာတာဖြစ်ပါတယ်ဆရာလင်းတန်းကြီးပြောတယ်လို့ကတော့ကျွန်တော်ရဲ့အုံနောက်တွေကစီပင်သားရအမိုက်ဘုံမဟုတ်တဲ့သူကြောင့်ကျွန်တော်ရဲ့အုံနောက်ထဲမှာရှိတဲ့အဲ့ဒီအသွေးမကောင်းတဲ့အရာတွေလွန်ခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲပေါ့နော်ဘယ်လိုတန်ရှင်းလုပ်ရမလဲဆိုတော့ကျွန်တော်တရားထိုင်ရမှာဖြစ်ပါတယ်သိစိတ်ဆိုပေါ့နော်ကျွန်တော်တရားထိုင်တယ်ဆိုတဲ့နေရာမှာကျွန်တော်ဒါဟာတော့ဘာသာတရားနဲ့အမှဆိုင်ပါဘူးကျွန်တော် meditation လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး meditation လုပ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကျွန်တော်ရဲ့စိတ်ဖြစ်စီမှုတွေကျွန်တော်တို့ရှော့ချတော့မှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဘောကလည်းသူ့တက်ပြောင်းလဲမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုး meditation လုပ်တဲ့ချိန်မှာအချိန်အကြာကြီးလုပ်နိုင်တဲ့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်အနည်းဆုံး9မိနစ်ကနေ10မိနစ်ထိဆိုကျွန်တော်လုံလောက်ပါတယ် habit 5ကတော့ဦးစားပေးတဲ့အရာ3ခုကိုခြာရေးလိုက်ပါဘောနော်ကျွန်တော်တို့ဥတီယာမရှိဘဲနဲ့ရှော့သွားနေကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ energy ကအလကားကုန်ဆုံးသွားမှာဖြစ်ပါတယ် productive person နဲ့busy person ကဘာကွာချက်တယ်ဆိုတော့ productive person တွေကတော့အလုပ်တစ်ခုအလုပ်သူတို့လိုရမယ့်အရာအတိုင်းကိုပြီးမြောက်တယ် busy person ကတော့ဘယ်အရာမှမပြီးမြောက်ဘူးဟိုလည်းလောက်လိုက်ဒီဟာလည်းလောက်လိုက်အကုန်လုံးပြီးမြောက်တယ်ဆိုတော့မရှိဘူးအဲ့တော့productive person ဖြစ်ဖို့အတွက်ဘာဖြစ်ရမလဲဆိုတော့ဒီနေ့တစ်နေ့အတွက်အရေးကြီးဆုံးအရာ3ခုကိုကျွန်တော်တို့ခြာရေးရမှာဖြစ်ပါတယ်10ခုမလို့ဘူးအခု20မလို့အခု30မလို့3ခုပဲလို့ပေါ့နော်3ခုကိုခြာရေးပြီးတော့ဒီအချက်3ချက်ကိုကျွန်တော်တို့ပြီးမြောက်အောင်လို့ဆောင်နိုင်တယ်ဆိုကျွန်တော်တို့ဒီတရက်ကိုကျွန်တော်အောင်မြင်တော့တာဖြစ်ပါတယ်ကျွန်တော်ဒီတရက်အောင်မြင်တော့ရဆိုရင်ကျွန်တော်ဒီဘက်အောင်မြင်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်အောင်မြင်တော့ပြီဆိုရင်ဒီနေ့အောင်မြင်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့အောင်မြင်တော့ကျွန်တော်တို့ဘဝကအလုံးဝပြောင်းလဲတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ habit 6အနေကပါလားဆိုတော့စာကောင်းပေကောင်းကိုဖတ်ပါတဲ့ကျွန်တော်ဘာလို့စာဖတ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကဘာနဲ့အတူလဲဆိုတော့ဥယျာဉ်နဲ့တူတယ်တဲ့ဘာလို့ဥယျာဉ်နဲ့တူဆိုကျွန်တော်တို့ဖတ်လိုက်တဲ့စာတွေကအဲ့ဒီဥယျာဉ်ပါကျွန်တော်တို့စိုက်ပျိုးတဲ့မျိုးစိနဲ့တူတယ်တဲ့ကျွန်တော်တို့ဖတ်တဲ့စာကကျွန်တော်တို့အသွေးခေါ်ပြောတယ်ကျွန်တော်တို့ရဲ့အသွေးခေါ်ကကျွန်တော်တို့ရဲ့အဘဝဖြစ်လာပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မျှဝေတဲ့ habit 6မျိုးကိုတော့အခုလေ့လာနေတာကျွန်တော်တို့အဆုံးနေတာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့မိတ်ဆွေတို့အကျိုးဖြစ်တယ်ဆိုရင်တော့ like comment share လုပ်ပြပါလို့မေတ္တာရက်ခံပါတယ် see you in the next video